တခါတုန်းကရွာသားလေးတယောက်ရှိတယ်သူကစာလဲမရေးတတ်တယ်လို့စာလဲမဖတ်တတ်ပါဘူးဒါပေမဲ့လူတွေစာအုပ်ဖတ်တဲ့အခါမျက်မှန်တက်ထားတာကိုသူမကြာခဏမြင်နေရပါတယ်ဒါကြောင့်သူကငါမှလည်းမျက်မှန်ရှိရင်ဒီလူတွေလိုစာဖတ်နိုင်မယ်လို့တွေးနေမိတယ်ငါမြို့ကိုသွားပြီးငါအတွက်မျက်မှန်တစ်လက်ဝယ်ရမယ်လို့ဆုံးဖြတ်လိုက်တယ်ဒီနေ့မှာတော့သူမြို့ကိုတက်သွားတယ်မျက်မှန်ဆိုင်တစ်ဆိုင်ထဲကိုဝင်ပြီးစာဖတ်ဖို့အတွက်မျက်မှန်တစ်လက်တောင်းတယ်ဆိုင်ရှင်ကမျက်မှန်မျိုးမျိုးနဲ့စာအုပ်တုပ်ပေးတယ်ရွာသားလေးကမျက်မှန်တွေကိုတစ်ခုချင်းစီစမ်းကြည့်တယ်ဒါပေမဲ့စာတစ်လုံးမှမဖတ်တတ်ဘူးဖြစ်နေတယ်သူကမျက်မှန်တွေကသူ့အတွက်အသုံးမဝင်ဘူးလို့ပြောလိုက်တယ်ဆိုင်ရှင်ကတန်တရားဖြစ်တဲ့အကြည့်နဲ့သူ့ကိုကြည့်လိုက်တယ်ပြီးတော့စာအုပ်ကိုကြည့်လိုက်တော့စာအုပ်ကပြောင်းပြန်ကြီးဖြစ်နေတယ်ဆိုင်ရှင်ကမင်းစာမဖတ်တတ်ဘူးမဟုတ်လားလို့ပြောလိုက်တယ်ရွာသားတွေကဟုတ်တယ်ကျွန်တော်စာမဖတ်တတ်ဘူးဒါကြောင့်မျက်မှန်ဝယ်ပြီးတခြားသူတွေလိုစာဖတ်တတ်ချင်တာပါဒါပေမဲ့ဒီမျက်မှန်တွေနဲ့လည်းမထူးပါဘူးလို့ပြောလိုက်တယ်ဆိုင်ရှင်ကစာမဖတ်တတ်တဲ့ဝယ်သူရဲ့တကယ်ပြဿနာကိုသိလိုက်ရတဲ့အခါမှာရဲကျင်တာကိုမနှဲထိန်လိုက်ရတယ်ဆိုင်ရှင်ကဒီမှာချစ်မိတ်ဆွေမင်းကအသိဉာဏ်ကင်းမဲ့လွန်းနဲ့မျက်မှန်တွေကစာရေးတက်ဖတ်တတ်အောင်မကူညီပေးနိုင်ပါဘူးသူတို့ကမျက်စိကိုပိုပြီးကောင်းကောင်းမြင်ရအောင်ပဲကူညီပေးနိုင်တာပါအရင်ဆုံးမင်းစာရေးတက်ဖတ်တတ်အောင်သင်ယူရမယ်လို့ရွာသားလေးကိုရှင်းပြလိုက်ပါတယ်အသိဉာဏ်ကင်းမဲ့လွန်းတာကအကန့်နဲ့တူပါတယ် Ignorance is blindness